မင်္ဂလာပါမျိုးတို့ရေအနေကင်းလို့ပေးရှင်းပါသေးရှင်ကျွန်တော်တို့အခုငလင်းပေးလာလို့ရင်းနဲ့ငလင်းအသေးသားလေးလှုပ်တာနဲ့ကြုံလိုက်လို့ခေါင်းနေမူးနေပါတယ်ပုံမှန်ဆိုလို့ရှိရင်ကျွန်မကကားမပြောနဲ့စိုက်ကားတော့နောက်ပြန်စီမူးတက်တယ်နော်အခုလည်းကားစီးတော့ရမ်းမူးတယ်မူးတော့ကားမူးပြောက်စေတောက်ပြီးတော့တောက်လျှောက်အိတ်တာပေါ့နော်ခီးလဲခီးတစ်လျှောက်ဘာမှမကြည့်အောင်ကျွန်မကားမူးပြောက်စေတောက်လိုက်တော့အိတ်နေခီးရောက်လို့ရှိရင်ကားပေါ်ကဆင်းပြီးလှူလိုက်တယ်အဲ့လိုမျိုးလှုပ်တာပေါ့နော်အခုကျတော့မှကားပေါ်ကဆင်းစေခြင်းအဲ့ဒီမှာအလှူဒါနပြုနေတဲ့ငလင်းအသေးသားလေးလှုပ်တာနဲ့ကြုံလိုက်လို့တော်တော်ကြီးမူးသွားပါတယ်ဆိုတော့ဒီလိုငလင်းအပြင်းသားကြီးလှုပ်ပြီးတော့နော်နေစရာခိုးစရာရိတ်တွေမဲ့ပြီးတော့အသက်ဇီဝတွေမဲ့သွားတဲ့လူတွေအခုမှပို့ပြီးတော့ဒီထက်မကနော်ကိုရောစိတ်ပါတော့ထိခိုက်ဒဏ်ရာရလိမ့်မယ်လို့ကျွန်မကိုချင်းစားမိပါတယ်ဆိုတော့ကျွန်မလက်ရှိအခုဒီမန္တလေးတိုင်းမဟာမြို့နယ်မှာရှိရဲငလင်ဘေးတင်ပြည်သူတွေမိတို့ဒေတာပြန်လဲထူထောင်ရေးပေါ့နော်သူတို့ဆိုအိုးအိမ်တွေပျက်စီးသွားတယ်အသက်တွေဆုံးရှုံးသွားတယ်မိသားစုတွေဆုံးရှုံးသွားတဲ့လူတွေအတွက်အလုံငွေ24သိန်းကျန်လာရောက်ယူနေခြင်းဖြစ်ပါတယ်ရှင်အများသူငါမှုဒေတာပွားလို့တာတို့ခွန်နိုင်ကြပါစေဒီလှူဒန်းမှုစုစုပေါင်းမှာပါဝင်လှူဒန်းကြတဲ့အလူရှင်လူမတိုးတယောက်ချင်းစီကိုလည်းပဲကျေးဇူးအထူးတင်ရှိပါရဲ့ပြုသမျှကုသိုလ်တို့ရဲ့အဖို့ဘာကကိုလည်းကျွန်မနဲ့ထပ်တူထပ်မြရရှိကြပါစေအားလုံးကိုလည်းအမျှဝေပါတယ်အားလုံးတာတို့ခွန်နိုင်ကြပါစေအကောင်းမှုတွေနဲ့နိဗ္ဗာန်ရောက်ကြအောင်ထောက်ပံ့ကောင်းဖြစ်ပါစေအဲဆိုတလန်စားတဲ့ကြီးဆောင်ရင်ကြွက်နေမှာကြီးဆောင်ရင်ကြက်နေဆိုကျွန်မတို့စကားလေးရှိတယ်တချို့ဆိုလို့ရှိရင်ဘယ်လိုပြောမလဲဖះလဲဖို့လိတ်ဦးလဲတူပေါ့နော်ဒီလိုစကားလေးတွေစကားပုံလေးတွေရှိတယ်ကျွန်မတို့ဒီနိုင်ငံရေးမိသားရေးကိုအများနဲ့လုပ်နေတဲ့လူတယောက်အနေနဲ့အမျိုးသမီးတယောက်အနေနဲ့မိမတယောက်အနေနဲ့ကတော့ကျွန်မကငလင်းဘေးသိပြည်သူတွေတွားရောက်လှူဒန်းနေပါတယ်သို့ပေါ်ကျွန်မဝါသနာပါရအားတာရနိုင်ငံရေးကိုလည်းကျွန်မကလွတ်လွတ်ရှုထားလို့မရဘူးပေါ့ဆိုတော့ဒီနိုင်ငံရေးအကြောင်းအရာလေးကျွန်မပြောချင်တာကတော့ကျွန်မတို့နိုင်ငံကောင်ဆောင်တမတော်ကာကွယ်ဦးစီးချုပ်ကြီးပေါ့ကျွန်မတို့နိုင်ငံကိုစားပြုနေနဲ့ထိုင်းနိုင်ငံမှာကျွန်မရဲ့ဘက်ဆက်အစည်းအဝေးကိုတက်ရောက်တယ်ဒီမှာကျွန်မသဘောကျတာချက်ကတော့ဒီထိုင်းကအင်ရှင်ဖြစ်ခြင်းပါတယ်ထိုင်းဝင်ကြီးချုပ်ကိုကျမတို့နိုင်ငံကြီးကဲကနေပြီးတော့ပကြီးကားလေးလက်ဆောင်ပေးတယ်ဒီပကြီးကားဒီကျမတို့ပကံမြို့မှာပေါ့နော်ဒီပကံကဓမယန်ကြီးဖျားပကြီးကားလေးလက်ဆောင်ပေးတာအားလုံးမြင်ပြီးဖြစ်ပါလိမ့်မယ်နော်ဆိုတော့ဒီမှာကြီးညီမလေးတကြံဆိုတာကိုကြီးတို့ပိုင်နေနော်တကြံဆိုတာကိုကြီးတို့မြန်မာတွေကပကံခစ်တဲ့ကပကံခစ်မှာဆိုလို့ရှိရင်ကျမတို့ပကံမှာစောလာဝင်းကိုဘုရားကြောက်စာရှိတယ်အဲ့ဒီစောလာဝင်းကိုဘုရားကြောက်စာရဲ့ကြောက်စာခေါင်းစည်းမှာကတင်းကြံလို့စလုံးထွင်ထားတယ်အောက်ခါတော့ကြောက်စာတွေဖြစ်တဲ့အတွက်ကျမမဖတ်တတ်ဘူးခေါင်းစဉ်မှာတော့တင်းကြံအတိအကျရေးထိုးထားတယ်ဆိုတော့ဒီပကံခစ်မှာတွေကစောလာဝင်းကိုကြောက်ဖျားကြောက်စာတမိုင်းထောက်ထားတွေကရှိပါလေနဲ့အခုထိုင်းကကျမတို့မြန်မာနိုင်ငံကိုကြော်ပြီးတော့ချင်းလက်တက်နဲ့လှုပ်ဆောင်မှုကိုကျမတို့စိတ်မကောင်းဖြစ်ခဲ့ရတာရှိတော့နော်လက်ရှိမှာကျမတို့နိုင်ငံခေါင်းဆောင်ကထိုင်းနိုင်ငံကိုတရားဝင်သွားတဲ့ခီးစဉ်မှာထိုင်းနိုင်ငံခေါင်းဆောင်ကိုတကြံပုံပကြီးကလက်ဆောင်ပေးပြီးတော့ဒီမှာညီမလေးရေတကြံဆိုတာအကိုကြီးတို့ပိုင်တော့ရေကျင်းမှုကိုခိုးလို့မရဘူးဆိုတဲ့ပုံစံမျိုးဖြစ်အောင်ကျမတို့အတာကြီးနဲ့အနုနီးနဲ့နိုင်ငံရေးရပြန်လဲခြေပနိုင်တဲ့အတွက်လည်းဝမ်းသာမိပါတယ်ကျေးဇူးလည်းတင်ပါတယ်နိုင်ငံသားတယောက်အနေနဲ့ဒီကိစ္စပေါ်မှာအင်မတန်မှဂျင်းလူပီတီဖြစ်ရပါတယ်နောက်တစ်ခုကျတော့ကျမတို့ထိုင်းနိုင်ငံကိုအတူခိုးရမယ်အတူယူရမယ်ကိစ္စတစ်ခုဒီအကြောင်းအရာကိုကျမမပုတုမာသေးသည်ကျမနှစ်တိုင်းတင်ညာနာနေတိုင်းတချန်နာနေတိုင်းမှာပြောလာခဲ့တာ၄နှစ်တိရှိပါပြီအဲ့ဒါဘာလဲဆိုလို့ရှိရင်ထိုင်းနိုင်ငံမှာ standard history ရေးခဲ့ပြီးပြီထိုင်းပြည်သူတို့နိုင်ငံရဲ့ standard history ရေးပြီးတော့ကဘာကိုတင်ပြနိုင်ခဲ့ပြီဖြစ်တယ်ထိုင်းနိုင်ငံကเนาะကျမတို့အိန္ဒိယနိုင်ငံဖြစ်တယ်သို့တော်သူတို့မှာနိုင်ငံရေးအသိအမြင်ကျွဲဝတယ်တနည်းအားဖြင့်သူတို့မှာစစ်ပွဲတွေမရှိတယ်သူတို့နိုင်ငံကဖွံ့ဖြိုးတိုးတက်တဲ့အတွက်နော်သူတို့နိုင်ငံအရေးကိုသူတို့စောလင်စွာလုပ်နိုင်တယ်ထိုင်းနိုင်ငံမှာ standard history ရေးပြီးပါပြီကျမတို့မြန်မာအများစုကထိုင်းနိုင်ငံသည်သကြံကိုသူတို့ UNESCO ကမ္ဘာ့ယဉ်ကျေးမှုအမွေနဲ့စည်ရင်းရှောက်လိုက်တဲ့အခါမှာကျမတို့စိတ်မကောင်းနေဖြစ်ခဲ့ရတယ်။အော်ထိုင်းမှာဒီလိုမျိုးလုပ်နိုင်ပြီငါတို့မြန်မာတွေမလုပ်နိုင်ဘူးဆိုပြီးကျမတို့စိတ်မကောင်းဖြစ်ခဲ့ရတယ်ပေါ့။ဒီထက်ပိုပြီးတော့ကြီးမားတာတစ်ခုကြတော့ထိုင်းနိုင်ငံက standard history ရေးနိုင်ခဲ့ပြီးကျမတို့မြန်မာနိုင်ငံမှာ standard history မရေးနိုင်သေးဘူး။ဒါကြောင့်မို့ standard history ရေးနိုင်မှုလိုပါတယ်။ standard history ဆိုတာကနားလည်လွယ်အောင်ပြောမယ်ဆိုရင်မြန်မာနိုင်ငံဖြစ်ပေါ်လာပုံတမိုင်းကြောင်းကျမတို့မြန်မာပြည်မှာကြတော့မြန်မာနိုင်ငံဖြစ်ပေါ်လာပုံတမိုင်းကြောင်းကအင်းဝါခေတ်ကဘလို့ဖြစ်တယ်ပင်ရခေတ်ကဘလို့ဖြစ်တယ်ကျမတို့ပြေးမှာဆိုရင်ပြူခေတ်ပေါ့နော်ပြူခေတ်ကရှေ့အောင်ပြူမှာဘလို့ဖြစ်တယ်ဆိုပြီးတော့ကျမတို့မြန်မာအချင်းချင်းတာပဲကျမတို့ရာဇဝင်တွေစာပေတမိုင်းထောက်တာတွေပြောပေမဲ့ကဘာမှာမြန်မာနိုင်ငံဖြစ်ပေါ်လာပုံတမိုင်းကြောင်း standard history ကိုရေးသွင်းပြီးတင်ပြနိုင်ခြင်းမရှိပါဘူးမရှိတဲ့အတွက်လည်းကျမတို့မြန်မာတမိုင်းကိုဒီလက်ရှိမှာတခြားသောနိုင်ငံရေးအယောင်သွေးတွေနဲ့လိုအပ်သလိုပုံဖော်ပြီးတော့ကျမတို့တိုင်းရင်းသားတွေမှာမပါတဲ့လူမျိုးတွေကိုတိုင်းရင်းသားတွေမှာထည့်သွင်းဖို့ကြိုးစားနေကြတာတွေရှိတယ်။ဒါကြောင့်မို့ကျမတို့ဒီထိုင်းနိုင်ငံကိုအတူယူပြီးတော့မြန်မာနိုင်ငံမှာ standard history ရေးနိုင်ဖို့တိတ်ကိုအရေးကြီးပါတယ်။ဆိုတော့တက်လာတဲ့ဆိုရတိုင်းကလည်းဒီကိစ္စလေးကိုဦးစားပေးဆောင်ရွက်ဆေးချင်ပါတယ်။လက်ရှိနောက်26မှာရွေးကောက်ပွဲကျင်းပလို့နိုင်ငံရေးပါတီတွေပေါ်လာမယ်။အစိုးရတရပေါ်လာခဲ့မယ်ဆိုလို့ရှိရင်လည်းပဲအရေးကြီးအဆိုအနေနဲ့နံပါတ်1ကမြန်မာနိုင်ငံမှာ standard history ရေးသွင်းနိုင်ဖို့ကဘာကိုမြန်မာနိုင်ငံဖြစ်ပေါ်လာဖို့တမိုင်းကြောင်းရေးသွင်းတင်ပြနိုင်ဖို့နဲ့နံပါတ်2ကတော့ဒီ1962ခုနှစ်ပေါ့နော်
ကျမတို့နိုင်ငံတော်ဘာသာဥပဒေပြဋ္ဌာန်းခဲ့တာရှိပါတယ်သမ္မတမန်ဝဲမောင်လက်မှတ်ရေးထိုးခဲ့တဲ့ဥပဒေကိုပြန်လည်အသက်သွင်းဖို့ဆိုပြီးတော့ဒီနှစ်ခုကိုဦးစားပေးလှုပ်ဆောင်ဖို့မျှော်လင့်ပါတယ်လှုပ်ဆောင်ဖို့လည်းလိုအပ်ပါတယ်ကျမတို့ကထိုင်းနိုင်ငံကိုအတူယူပြီးတော့ကျမတို့မြန်မာနိုင်ငံဒီလည်းပဲကြံကိုလည်းကျမတို့ဒီUNESCO ကမ္ဘာ့ယဉ်ကျေးမှုဒရမတ်အန်မွေနှစ်ဖြစ်ရှောက်ထားနိုင်ခဲ့ပြီဖြစ်တယ်လို့ထိုင်းလိုပဲနောက်ထပ်ခြေလှမ်းသက်သက်နဲ့မြန်မာနိုင်ငံမှာ standard history ရေးနိုင်ဖို့တိတ်ကိုရည်ကြီးတယ်ဆိုတဲ့အကြောင်းကိုလည်းကျမကအတိမျှဝေပေးချင်ပါတယ်ရှင်